ဒီမိန်းကလေးဟာချစ်သူရှိနေပေမဲ့အိမ်ကတင်းပေးစားတာကြောင့်လက်ထပ်လိုက်ရပြီးနောက်မှာသူမမှာကိုဝင်ရလာခဲ့ပြီးအမျိုးသားရဲ့ဂရုစိုက်ချစ်ပေးမှုတွေကြောင့်မိန်းကလေးဟာလည်းထိုအမျိုးသားအပေါ်ချစ်လာခဲ့ပါတယ်။ကျန်းကြောက်တို့ဇနီးမောင်နှံကတော့ရှေ့မှာဘာစားမလဲဆိုတာကိုတိုင်ပင်နေတော့နောက်ကနေကျန်းကြောက်ရှင်ပစ္စည်းကြံခဲ့တယ်ဆိုတဲ့အော်တန်ကြောင့်နှစ်ယောက်သားလှည့်ကြည့်လိုက်ကြတယ်။ရှန်ရှန်ကသူမလက်ထဲကအမည်စရင်သွင်းဖောင်ကိုပြန်ဆွဲယူလိုက်ပေမဲ့ချူရှုနန်ကလွတ်မပေးပဲကင်ထားစေပါ။ချူရှုနန်ရဲ့မျက်ဝန်းထဲမှာလောင်ပြောင်ရိပ်တွေဖြတ်ပြေးသွားတာကိုရှန်ရှန်အထင်ရှားမြင်လိုက်ရတယ်။လင်းရှန်ရှန်ရှန်ကစာတင်ရတာဒီလောက်တောင်ဝါသနာပါလား။စာတက်မြောက်ရေးအတန်းတက်ဖို့တောင်စရင်သွင်းထားတာကိုတိုက်ဆိုင်ဆိုင်ပဲ။ကျမကအဲ့ဒီတန်းမှာအင်္ဂလိပ်စာတင်ပေးရတဲ့ဆရာမလေး။တခုခုနားမလည်တာရှိရင်ကျမကိုအာမနာတန်မေးလို့ရတယ်နော်။ချူရှုနန်ရဲ့လေတန်ကအကူအညီပေးခြင်းဟန်ဆောင်နေပေမဲ့တကယ်တမ်းတော့နင်ကစာမတက်တဲ့သူငါကတော့တက္ကသိုလ်ကျောင်းသူအခုတော့နေ့ရက်ဆရာမဆိုပြီးလူကြားထဲမှာအဆက်ခွဲလိုက်တာပါ။ရှန်ရှန်ကတော့ကျန်းကြောက်ကြောင်သူမအပေါ်ရန်ညိုးထားနေမှချက်ချင်းသိလိုက်တယ်။သူမကဖောင်ကိုအားနဲ့ဆွဲယူလိုက်ပြီးတက်ဖြစ်မလားမတက်ဖြစ်ဘူးလားဆိုတာကတော့စဉ်းစားရအောင်ပါ။ကျန်းကြောက်ကကျမမှာကိုဝင်ရှိနေတော့ပင်ပန်းမှာဆိုလို့တေချာစဉ်းစားခိုင်းထားတယ်လေ။ဟုတ်တယ်မလားကျန်းကြောက်လို့ပြောရင်ကျန်းကြောက်ကလည်းကချူချူတာတာလေးပြုံးပြလိုက်တယ်။ကျန်းကြောက်ကရှန်ရှန်ရဲ့နူးညံ့တဲ့အပြုံးကိုမြင်တော့မျက်နှာထားကချက်ချင်းပျော့ပြောင်းသွားပြီးချူရှုနံပါတ်လက်ကတစုံတစ်ခုမေးမြန်းလိုက်ပြန်တယ်။ချူရှုနံမှာတော့ကျန်းကြောက်ကရှန်ရှန်အပေါ်ဒီလောက်ထိကျင်နာပြနေတာကိုမြင်ပြီးဒေါသထွက်လုံးလို့ငိုတောင်ငိုချင်သွားတော့တာပေါ့။သူမကစာတက်မြောက်ရေးအတန်းမှာစောင့်နေမယ်တော့လို့ခက်ပြက်ပြက်ပြောပြီးထွက်သွားပါတော့တယ်။အိမ်ပြန်ရောက်တော့ကျန်းကြောက်ကကိုတက်ရင်ကိုခဏသွားအောင်မယ်မင်းအနားယူနေလိုက်တော့လို့မှပြီးထွက်သွားတယ်။မိုးလွဲပိုင်းနေရောက်အောက်မှာရှန်ရှန်လည်းပြင်းပြင်းရှိတာနဲ့အိမ်ထဲဝင်ပြီးအိတ်လိုက်တာညမှနိုးတော့တယ်။ညစာကိုတော့ကျန်းကြောက်ကိုယ်တိုင်ပြန်မလာနိုင်လို့စစ်သားလေးတယောက်ကလာပို့ပေးရှာတယ်။တက်ရင်မှုကအလုံများနေလို့အရင်စားနေဖို့မှာလိုက်ပါတယ်။ပြီးရင်စောစောအိတ်ပါတယ်လို့စစ်သားလေးကပြောပြတယ်။ကျန်းကြောက်ဟာညတက်ကောင်10နာရီလောက်မှအိမ်ပြန်ရောက်လာတာပါ။အခန်းထဲဝင်ပြီးရှန်ရှန်နှစ်နှစ်ချိုက်ချိုက်အိတ်ပျော်နေတာကိုကြည့်ပြီးမှသူလဲဝင်အိတ်တော်တယ်။ရှန်ရှန်ကကိုဝင်ကြောင့်ညဘက်ဆိုခဏခဏနိုးတက်တယ်။မိုးလင်းခါနီးမှာနိုးလာတော့သူမရဲ့နောက်ကျောဘက်ကနေနှွေးထွေးတဲ့အပူချိန်တစ်ခုကိုခံစားလိုက်ရတယ်။လှည့်ကြည့်လိုက်တော့သူမရဲ့လက်ကလေးကကျန်းကြောက်ရဲ့ခန္ဓာကိုယ်ပေါ်ရောက်နေတာကိုသူမရင်တွေတုံသွားပေမဲ့လာရောက်အောက်မှာကျန်းကြောက်ရဲ့ခံရတဲ့ဘေးတိုင်းမျက်နှာလေးကိုကြည့်ရင်နောက်ဆိုရင်ဒီလူနဲ့ပဲညပေါင်းများစွာကိုဖျက်တမ်းရတော့မှာပဲလို့တွေးပြီးသူ့နားကိုကက်ကပြန်အိတ်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ကျန်းကြောက်ကမနက်စာအတွက်အကျော်နဲ့ပန်ကိတ်တွေဝယ်လာပေးတယ်။ဒီနေ့တော့ပေါက်စီမရဘူးဒါလေးပဲစားလိုက်တော့လို့ပြောပြီးသူတို့နှစ်ယောက်အတူတူစားကြတယ်။အဲ့ဒီအချိန်မှာပဲတရင်ဝင်းအတွင်းကလော့စပီကာကနေအားလုံးအစည်းအဝေးခန်းမှာစုဝေးကြပါဆိုတဲ့ကြေညာတမ်းထွက်လာတယ်။ဒါဟာဝန်ရံရဲ့ကိစ္စကိုလူသိရှင်ကြားကင်တွယ်တော့မဲ့အချိန်ပဲဆိုတာရှန်ရှန်သိလိုက်တယ်။သူမတို့ခန်းမထဲရောက်သွားတဲ့အခါလူတွေပြည့်နေနေတာပဲ။ကျန်းကြောက်နဲ့အတူရှောက်သွားတဲ့ရှန်ရှန်ကိုလူတိုင်းကအားကျတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတယ်။ကျန်းကြောက်ကရှန်ရှန်ကိုရှေ့ဆုံးကတတိယတန်းမှာထိုင်ခိုင်းပြီးဒီမှာလူများတော့နေမဝင်ဘူးနေလို့မကောင်းရင်ကိုကိုချက်ချင်းပြောတော့လို့တိုးတိုးလေးမှရှာတယ်။အစည်းအဝေးစားတော့ဝန်ရံရဲ့အမိကိုခေါ်လိုက်တာနဲ့ခန်းမတစ်ခုလုံးဆူညံသွားတယ်။ဝန်ရံနဲ့သူမယောက်ျားဝန်လျံချင်းတို့မှာတော့ခေါင်းမဖော်ရဲအောင်အရှက်ရနေကြတာပေါ့။ဝန်ရံစင်ပေါ်တက်ပြီးဝန်ခံကတိစာဖက်ရတဲ့အခါမှာတော့သူမခြေထောက်တွေတုံပြီးငိုတောင်ငိုနေတော့တယ်။ကျမလင်းရှန်ကိုစော်ကားခဲ့မိတာမှားပါပြီ။လို့တုံရီနေတဲ့အတန်နဲ့ဖက်နေရရှာတယ်။အဲ့ဒီနောက်မှာတော့ကျူးကြားရီနဲ့ချူရှုနန်တို့စင်ပေါ်တက်လာကြတယ်။ကျူးကြားရီကရှန်ရှန်ကိုလှမ်းပြီးမျက်စိမိတ်ပြပေမဲ့ချူရှုနန်ကတော့စကားပြောဖို့အလှည့်ရောက်တဲ့အခါကျန်းကြောက်ကိုတစ်ချက်ကြည့်ပြီးရှန်ရှန်ကိုပြစ်မှတ်ထားလိုက်ပြန်တယ်အားလုံးပဲကျမတို့တရင်မှုကျန်းကြောက်ရဲ့ဇနီးတွေကိုအတူယူတင်ပါတယ်သူမကကိုဝင်ရှိနေတာတောင်ပညာသင်ခြင်းစိတ်အပြည့်နဲ့ကျမတို့ရဲ့စာတက်မြောက်ရေးအတန်းမှာတက်ဖို့စည်ရင်သွင်းထားပါတယ်ချူရှုနန်ရဲ့စကားကြောင့်ခန်းမတစ်ခုလုံးတီတူပြောတန်တွေနဲ့ဆူညံသွားပြန်တယ်ဘာတရင်မှုကတော့ကစာမတက်တာလားမဖြစ်နိုင်တာစာမတက်လို့ပဲဒီအတန်းမှာတက်ဖို့စည်ရင်သွင်းတာပေါ်ဆိုတဲ့အတန်တွေကရှန်ရှန်ရဲ့နားထဲကိုတိုးဝင်လာပါတော့တယ်ခမ်းမထဲမှာစာမတက်သူများအတန်းတက်မဲ့သူဆိုတဲ့စကားကြောင့်လူအချို့ကတခိခိနဲ့ဝိုင်းရနေကြတာရှန်ရှန်နားထဲကိုတိုးဝင်လာတယ်လို့ဘေးနားမှာထိုင်နေတဲ့ကျန်းကြောက်လည်းအတိုင်းသားကြားနေရပါတယ်ကျန်းကြောက်ဟာမိမဖြစ်သူကိုအဆက်ခွဲဖို့ရည်ရွယ်ခဲ့တာမဟုတ်ပေမဲ့အခုလိုအခြေအနေမျိုးဖြစ်သွားတဲ့အပေါ်စိတ်မကောင်းဖြစ်မိသွားပုံရတယ်သူကရှန်ရှန်စိတ်တက်မကြသွားအောင်ထိုင်ကုန်လက်တန်းပေါ်ကသူမရဲ့လက်ကလေးကိုအသားရပုတ်ပြီးနှစ်သိမ့်ရှာပါတယ်ရှန်ရှန်ကတော့မျက်တောင်လေးခတ်ပြီးဘာမှပြန်မပြောပဲငြိမ်နေခဲ့တဲ့အစည်းအဝေးပြီးလို့လူအုပ်ကြီးအပြင်ကိုတိုးထွက်သွားကြတဲ့အထိကျန်းကြောက်ကရှန်ရှန်ကိုမထခိုင်းသေးပါဘူးလူရှင်းမအေးအေးဆေးဆေးထွက်တာကကိုဝင်ဆောင်အတွက်ပိုစိတ်ချရလို့လေလူတွေကုန်ထွက်သွားပြီးခမ်းမထဲမှာနှစ်ယောက်ထဲကြံခဲ့တဲ့အချိန်မှာတော့ကျန်းကြောက်ကခေါင်းငုံပြီးတိတ်ဆိတ်နေတဲ့ရှန်ရှန်ကိုကြည့်ပြီးအားပေးစကားဆိုလာပါတယ်အဲ့ဒီစာတက်မြောက်ရေးတန်းကိုစိတ်ထဲအယမ်းမထားပါနဲ့မင်းတက်ချင်ရင်တက်မတက်ချင်ရင်မသွားနဲ့ဘေးလူတွေပြောတာနဲ့ကိုစိတ်မစင်းရဲစေနဲ့တော့ရှန်ရှန်ကမျက်ဝန်းလေးတွေနီးရဲပြီးရှင်ကျမကိုနှစ်သိမ့်ပေးနေတာလားလို့မေးလိုက်တယ်ကျန်းကြောက်ကသူမရဲ့မျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေကိုကြည့်ပြီးအပြစ်မကင်းတယ်လို့ခံစားရတာကြောင့်တောင်းပန်ပါတယ်ဒါတွေကကိုကြောင့်ဖြစ်ရတာပါကိုသာဒီကိစ္စကိုလူသိရှင်ကြားမလုပ်ခဲ့ရင်မင်းဒီလိုပြောခံရမှာမဟုတ်ဘူးလို့တိုးတိုးလေးဝန်ခံရှာတယ်ရှန်ရှန်ကမျက်ရည်စားတွေကိုတုပ်လိုက်ပြီးရှင်းကြောင်မဟုတ်ပါဘူးနေပါဦးဒီထဲမှာအနံ့တွေကအရန်ဆိုးနေတာရှင်မခံစားရဘူးလားအနံ့ပေါင်းစုံရောနေတော့ကျမအန်ဂျင်လာလို့မျက်ရည်ကျတာပါလို့ရှင်းပြလိုက်တော့မှကျန်းကြောက်ပြပြတလဲဖြစ်သွားတယ်မအီမတာဖြစ်ရင်ပြောပါဆိုတာကိုလာကိုအပြင်ခေါ်သွားမယ်သူကရှန်ရှန်ကိုလူအုပ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့စင်နောက်ဖက်စီကိုခေါ်သွားတယ်အဲ့ဒီနေရာကကျဲဝန်းပြီးလေဝင်လေထွက်ကောင်းတာကြောင့်ရှန်ရှန်လည်းအသက်ဝဝရှူနိုင်ပြီးနေလို့ကောင်းသွားတယ်အဲ့ဒီမှာရှိနေတဲ့အမျိုးသမီးဝန်ထမ်းချို့ကလည်းကျန်းကြောက်ရဲ့ဇနီးကိုဝင်ရှိနေမှန်းသိတာနဲ့ခုံလေးတွေချပေးရေနွေးလေးတိုက်ပေးကြပြီးဂယုတစိုက်ရှိလာပါတယ်ကြည့်ပါဦးတရင်မှုကသူ့မိမကူတော့အသေးဆွဲပဲနော်အရင်ကတော့ရေခဲတုံးထက်မားတဲ့နှလုံးသားရှိတယ်ဆိုတဲ့သူကအခုကျတော့မိမရှိမှပျော့ခွေနေတာပဲလို့အမျိုးသမီးတယောက်ကစနောက်လိုက်တော့ရှန်ရှန်ကလည်းမရှက်မကြောက်ပဲကျမရှိမှလာမှကြည့်လေညကြရင်စောင်းတဲ့အဝင်မခံပဲထားပြစ်မှာပေါ့လို့ပြန်နောက်လိုက်တာကြောင့်ခမ်းမနောက်မှာရေတံတွေပြန့်လွင့်သွားပါတော့တယ်ခဏနေတော့ရှန်ရှန်ရဲ့တငယ်ချင်းတစ်ကျူးကြကြီးရောက်လာပြီးရှန်ရှန်
လာနှင့်ကိုဟာတာတစ်ခုသွားပြမယ်ဆိုပြီးလက်ကိုဆွဲခေါ်သွားတယ်သူမတို့ရောက်သွားတာကခမ်းမနောက်ဘက်ကတစ်သားတကားလေးတစ်ချက်ရှိမှာပါကျူးကြကြီးကနှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီးတိတ်တိတ်နေဖို့အချက်ပြကတကားကြားကနေချောင်းနှားထောင်ခိုင်းတဲ့တကားတစ်ဖက်မှာတော့ကြမ်းကြောက်နဲ့ချူရှုနန်တို့ရှိနေတာပါတရင်မူရှင်ဘာလို့ကျမကိုအဲ့ဒီလောက်ခက်ထန်နေရတာလဲကျမကလင်းရှန်ကိုကောင်းစေချင်လို့ပြောတာလေချူရှုနန်ကဝမ်းနဲ့ပန်းနီးနဲ့ပြောနေပေမဲ့ကြမ်းကြောက်ကတော့အေးဆက်ဆက်ပါပဲချူရှုနန်လင်းရှန်သာငါမိမမဟုတ်ရင်မင်းဒီနေ့စင်ပေါ်မှာသူ့နာမည်ကိုထည့်ပြောပါမလားငါရဲ့အရှိန်အဝါကြောင့်သူ့ကိုဖိအားတွေမပေးစေချင်ဘူးနောက်ဒီလိုမလိုအပ်တဲ့ကိစ္စမျိုးတွေမလုပ်ပါနဲ့တော့လို့ကြမ်းကြောက်ကပြက်ပြက်တတပြောလိုက်တယ်ချူရှုနန်မှာမျက်နှာကြီးနေရဲပြီးဒေါသထွက်လုံးလို့ဘာမှပြန်မပြောနိုင်ခင်မှာပဲကြမ်းကြောက်ကလှည့်ထွက်လာခဲ့တယ်ရှန်ရှန်နဲ့ကျူးကြကြီးတို့လည်းခြေတံကြားတာနဲ့အမြန်ပြေးပုံလိုက်ရတာပေါ့ကျန်းကြောက်ထွက်လာတဲ့အခါရှန်ရှန်ရဲ့ပုံရိပ်လေးကိုတစ်ချက်မြင်လိုက်ရတယ်လို့ရှိပေမဲ့မတိကျင်အောင်ဆောင်ပြီးရေခွက်လေးကိုကင်ကသူမထိုင်နေတဲ့ခုံစီကိုပြန်သွားခဲ့တယ်။အိမ်ပြန်လမ်းမှာတော့ရှန်ရှန်ကကျန်းကြောက်ရဲ့ဘေးတိုက်မျက်နှာလေးကိုခိုးကြည့်ရင်စကားဆလိုက်တယ်။ကျန်းကြောက်ခုနကကျမဘက်ကနေကာကွယ်ပေးခဲ့တာကျေးဇူးတင်ပါတယ်နော်။ဒါပေမဲ့တခြားသူတွေရဲ့ဖောင်ပြောင်းမှုကိုကျမတကယ်စိတ်ထဲမထားပါဘူး။ကျန်းကြောက်ကနှုတ်ဆက်နေပေမဲ့သူမရဲ့စကားကိုတေချာနားထောင်နေတယ်။ရှန်ရှန်ကဆက်ပြောပြတယ်။ကျမကကြီးလက်မှာကြီးပြင်းခဲ့ရတာလေမူလာတန်းထိပဲတက်ခဲ့ရတာဆိုတော့စာမတက်တာကအမှန်တရားပဲ။ဒါကိုရှက်စရာလို့မထင်ပါဘူး။ကျမမှာသာအခွင့်အရေးရှိခဲ့ရင်တအိမ်လုံးရဲ့အဝတ်စားတွေရှော့ပေးနေရတာမျိုးမဟုတ်ခဲ့ရင်ကျမလည်းသူတို့ထက်မညံ့ပါဘူး။အခုရှင်ကကျမကိုဒီမှာနေဖို့အခွင့်အရေးပေးထားပြီပဲစာတက်မြောက်ရေးတန်းကိုကျမတက်မှာပါတက်ယုံတင်မကဘူးအတန်းထဲမှာအတော်ဆုံးဖြစ်အောင်စူးစမ်းပြအောင်မှာဒါကြောင့်ရှင်ကျမအတွက်စိတ်မပူပါနဲ့တော့လေပြေလေးထဲမှာပြန့်လွင့်သွားတဲ့ရှန်ရှန်ရဲ့ယုံကြည်ချက်ရှိလာတဲ့အတန်လေးကြောင့်ကျန်းကြောက်ရဲ့ရင်ခုန်တန်တွေမြင်လာရတယ်အရင်ကတော့ရှန်ရှန်ကိုနုနယ်တဲ့ပန်းကလေးတစ်ပွင့်လို့ထင်ခဲ့ပေမဲ့အခုတော့သူမဟာလေမုန်တိုင်းကိုကြက်ကြက်ခံပြီးအောင်မြောင်စူးစမ်းမဲ့တစ်ပင်ငယ်လေးတစ်ပင်ဆိုတာကျန်းကြောက်နားလဲသွားပါတော့တယ်